အားလုံးပဲမင်္ဂလာပါဒါချယ်ဆီအသင်းကတော့သူတို့ရဲ့နောက်ခံလူနေရာအတွက် Crystal Palace အသင်းရဲ့နောက်ခံကစားသမား Lacoste ကိုဒါပေါင်52တန်းနဲ့သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဒါ Fabrizio Romano တို့ဒီreport တင်ပြချက်အရအခုဆိုလို့ရှိရင် Lacoste က Chelsea အသင်းရဲ့တရားဝင်ကစားသမားတယောက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်ဒီ Lacoste ကိုသူတို့ခေါ်ယူဖို့Chelsea အသင်းနဲ့ Crystal Palace အသင်းတို့ကြားမှာဒီဆွေးနွေးမှုတွေတော့တန်ကြာရှိခဲ့ပြီးတော့အခုဆိုလို့ရှိရင်ဒါ Crystal Palace လိုချင်တဲ့ဒီပြောင်းရွှေ့ကြီးကို Chelsea အသင်းကပေးခဲ့ပြီးတော့အခုဆိုလို့ရှိရင်နှစ်ဦးသဘောတူညီမှုရရှိခဲ့ပြီးတော့ Lacoste ကဒီ Chelsea အသင်းရဲ့ဒီနောက်ခံလူအသစ်ဖြစ်လာတော့မှာဖြစ်ပါတယ်ဒီ Lacoste ဟာဒီပြင်သစ်အသင်းနဲ့အတူကမ္ဘာဖလားမှာပါဝင်ရှင်ပြိုင်ကစားခွင့်ရခဲ့ပြီးတော့ Crystal Palace အသင်းရဲ့အဓိကအားထားတဲ့နောက်ခံလူလည်းဖြစ်တယ်အဲ့လိုနောက်ခံကစားသမားကို Chelsea အသင်းကခေါ်ယူလိုက်နိုင်တာဖြစ်တဲ့အတွက်ဘာဖြစ်ပြော Chelsea အသင်းအတွက်ရောဒါ Chelsea ပြည်သက်ညီကိုအတွက်ရောအကုန်လုံးအတွက်ဒါဝန်တာစရာသတင်းတစ်ခုဖြစ်တယ်ပေါ့လေဒါ Chelsea အသင်းကသူတို့နောက်ခံလူနေရာအတွက်ပြဿနာတော်ရှိနေတဲ့အနေအထားမှာသူတို့ရဲ့ဒီမနှစ်ကဆိုလို့ရှိရင် Chelsea အသင်းရဲ့ဒီနောက်တန်းကတော်တော်လေးကိုပြောစရာဖြစ်ခဲ့တယ်ပေါ့လေအဲ့လိုအနေအထားမှာအခုဆိုလို့ရှိရင် Chelsea ကသူတို့ရဲ့နောက်တန်းနေရာကိုအားဖြည့်ဖို့အတွက်Lacoste ကိုသဘောတူညီမှုရရှိခဲ့ပြီးဇာဗီလွန်ဆိုရဲ့စိတ်ကြိုက်ကစားသမားဖြစ်ပြီးတော့ဇာဗီလွန်ဆိုကသူ့ရဲ့ဒီနောက်ခံအတွဲနေရာမှာဒါခိုးဝဲနဲ့ဒီ Lacoste ကိုတွဲသုံးဖို့သူအနေနဲ့ကြံရွယ်ထားတာဖြစ်ပြီးတော့အခုဆိုလို့ရှိရင်သူတို့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်ပြောမှဆိုလို့ရှိရင်ဒီကစားသမားကပြင်သစ်လက်ရွေးစင်ကစားသမားဖြစ်ပြီးတော့အသက်26နှစ်ရှိပြီဒါမနှစ်ကဆိုလို့ရှိရင်လည်းဒီCrystal Palace ကနေမှခေထွက်သွားပြီးတဲ့နောက်ပိုင်းမှာသူအနေနဲ့အသင်းကောင်းဆောင်ဖြစ်လာခဲ့ပြီးတော့ Crystal Palace ရဲ့နောက်တန်းကိုဒါအကောင်းဆုံးဥဆောင်ကစားပြခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်ဒီလိုကစားသမားမျိုး Chelsea အသင်းရရှိသွားတာဘာပြောတော်တော်လေးကိုကောင်းတဲ့ခေါ်ယူမှုလို့ပြောရမယ်ပေါ့လေအခုဆိုလို့ရှိရင် Chelsea အသင်းကဒီနွေရာသီမှာဒီ Morgan Roger တို့လိုကစားသမားတွေကိုခေါ်ထားပြီးတော့တကယ်ဟိုမှာဒါစာပီလွန်ဆိုရဲ့စိတ်ကြိုက်ကစားသမားတွေကိုခေါ်ယူပြီးတော့သူတို့အင်ပြေအားဖြည့်လုပ်နေတာဖြစ်တယ်ပြောမယ်ဆိုလို့ရှိရင် Chelsea အသင်းကသူတို့နောက်တန်းမှာလူတွေများတယ်ဆိုပေမဲ့ဘယ်သူမှသုံးလို့မရဘူးဗျာအဓိကတော့သူတို့ရဲ့ဒီဘယ်လိုပြောမလဲနောက်တန်းပြဿနာတော်တော်လေးကိုကြီးမားပြီးတော့မနှစ်ကဆိုလို့ရှိရင်ပွဲတိုင်းဒီပါခိုးတွေပေးနေရတဲ့အနေအထားမှာဒီ Chelsea အသင်းရဲ့ဒီနောက်ခံနေရာကိုအားဖြည့်ဖို့အခုဒီ Chelsea အသင်းကြိုးပမ်းနေရတဲ့အခုခေါ်ယူနိုင်ခဲ့ပြီ Lacoste ကိုဒါပိတ်သက်တွေဒီ Chelsea ပိတ်သက်တွေဘယ်လိုထင်ကြလဲပေါ့လေဒါအားကိုရမယ်နောက်ခံလို့ဖြစ်လာမယ်လို့ထင်ကြလားပေါ့ကျွန်တော်မြင်ရတော့ဒါတော်တော်လေးကိုကောင်းတဲ့ခေါ်ယူမှုဖြစ်တယ်ဒါဇာဗီလွန်ဆိုအနေနဲ့သူတို့ဒီနောက်ရာသီမှာ Chelsea အသင်းကိုကင်တွယ်ရမယ့်အနေထားမှာဒါဥရောပဝင်ခွင့်မရရှိဘဲနဲ့ဒီပြည်တွင်းဖလားသီးသန့်ပဲကန်မယ်ပြီးပရီးမီးယားလိကန်မယ်အဲ့လိုအနေထားမှာ Chelsea အသင်းရဲ့အခုလူအင်အားဖြစ်တင်မှုနဲ့ဇာဗီလွန်ဆိုရဲ့စိတ်ကြိုက်ဒါဖွဲ့စည်းမှုတွေနဲ့အတူ Chelsea အသင်းကတော်တော်လေးကိုဒါပရီးမီးယားလိမှာချန်ပီယံဆုကိုစိန်ခေါ်နိုင်လောက်မယ်လို့ညီကိုတို့ထင်ကြလားပေါ့လေအားပြောသူတို့အနေနဲ့ဥရောပပွဲစဉ်တွေမရှိတဲ့အနေအထားမှာပွဲကစားဒါကလည်းတစ်ပတ်ကိုတစ်ပွဲဒါမှမဟုတ်တစ်ပတ်ကိုနှစ်ပွဲအဲ့လောက်ပဲကန်ရမယ့်အနေအထားမှာတခြားအသင်းတွေထက်ဒါအားသာချက်ရှိတယ်နီးပြတဲ့ဒါဇာဗီလွန်ဆိုအနေနဲ့လည်းပို့ပြီးတော့ပြင်ဆင်ချိန်ကောင်းကောင်းရမယ်လို့ထင်တယ်သူတို့ဒီတစ်နှစ်ကိုအကောင်းဆုံးကစားပြီးတော့ဒါနောက်နှစ်အတွက်ဒီဥရောပဝင်ခွင့်တွေပါတယ်ပြန်လည်ရရှိဖို့ချင်းတွေကောင်းအောင်သူတို့စူးစမ်းလို့ရတယ်ပေါ့လေအဲ့လိုအနေထားမှာဒါ Chelsea တင်ရဲ့ဒီနွေရာသီပြောင်းရွှေ့တွေကတော့တော်တော်လေးကိုအဆင်ပြေလာပြီလို့ပြောရမယ် Chelsea တင်ကအရင်နှစ်တွေတုန်းကဆိုလို့ရှိရင်ဒါ top ဘိုးလေးတို့ဦးဆောင်တဲ့ဒီလူခေါ်မှုအဖွဲ့အစည်းရပေါ့ပြောမယ်ဆိုလို့ရှိရင်သူတို့ရဲ့ပုတ်ဖွဲ့တွေကဒါဟိုဗာလဲတက်သစ္စာခြေစွမ်းခြေစားရှိတဲ့လူငယ်တွေ potential ကောင်းတဲ့လူငယ်တွေကိုပဲအဓိကထားခေါ်ယူပြီးတော့အသင်းကအောင်မြင်မှုမရရှိပဲနဲ့ဒါနှိမ့်ကြလာတဲ့အနေအထားမှာအခုဆိုလို့ရှိရင်သူတို့ကတကယ်ဟိုမှာအသင်းသုံးဒီနာမည်ကြီးကစားသမားတကယ်အားကိုးရတဲ့ကစားသမားအသင်းသုံးကစားသမားတွေကိုဒီနွေရာသီမှာသူတို့ရဲ့အပြောင်းအရွှေ့ policy ကိုပြောင်းပြီးတော့ဒါခေါ်ယူလိုက်နိုင်ခေါ်ယူနေတဲ့အနေအထားဖြစ်တဲ့အတွက် Chelsea အသင်းကဘာပဲပြောမနစ်ကတော်တော်ယူကောင်းလာမယ့်အနေအထားမှာရှိတယ်ဇာဗီနိုဆိုရဲ့ရေးချင်းကလည်းဒါပြောမယ်ဆိုလို့ရှိရင်တော်တော်လေးကိုကြီးမားတဲ့အတွက် Chelsea အသင်းအတွက်တော်တော်လေးကိုဒါကြီးမားတဲ့အားသာချက်တွေဖြစ်လာမယ်လို့ထင်တယ်ပေါ့လေChelsea အသင်းကတို့အနေနဲ့ဒါနောက်ထပ်ဒီတောင်ပန်တိုက်စစ်နေရတယ်ပြောလို့ရှိရင်တိုက်စစ်မှုတက်နေရအတွက်လည်းတို့အနေနဲ့ကြည်နေတယ်ဆိုပြီးတော့သိရတယ်ပြောလို့ရှိရင်တို့ရဲ့ဒီနောက်ခံကစားသမားဖြစ်တဲ့ချာလိုဘဒီအင်္ဂလန်နောက်ခံလူချာလိုဘကလည်းဒါဒီ Chelsea အသင်းကနေထွက်တော်မယ်ပေါ့လေကိုမိုအသင်းကကိုဆိုလို့ရှိရင်ဒါချာလိုဘအတွက်ပေါင်တန်း30နီးပါးနဲ့သူတို့ကန်လှမ်းမှုပြုလုပ်မယ်ဆိုပြီးတော့သိရတယ်ဒါချာလိုဘကလည်းခိုမိုအသင်းကိုပြောင်းရွှေ့ဖို့ဒါပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားခဲ့ပြီးတော့ဒါ Chelsea အသင်းနဲ့ကိုမိုအသင်းတို့ကြားဒါ
ဒီနှစ်သင်းကြားမှာဒါသဘောတူညီမှုရရှိဖို့ဒါဆွေးနွေးနေကြတယ်ဆိုပြီးတော့သိရတယ်ပေါ့လေပြောမယ်ဆိုလို့ရှိရင်ဒီလိုချာလိုဘတ်ကိုရှင်းထုတ်ပြီးတော့သူတို့အနေနဲ့ဒါလာကော့စ်ကိုပြန်ပြီးတော့အစားထိုးထားတဲ့သဘောပေါ့လေပို့ပြီးတော့ကောင်းတဲ့အရွှေ့တစ်ခုဖြစ်မယ်လို့ထင်တယ်ပေါ့ဒါညီကိုရောဘယ်လိုမျိုးထင်ကြလဲပေါ့လေဒါနောက်တန်းမှာဆိုလို့ရှိရင်ဒါချာလိုဘတ်တို့ဒီစာစီတို့ဘတ်ဒီယာရှိတို့တို့ကစားသမားတွေကိုချယ်ဆီတင်းကရှင်းထုတ်မှာဖြစ်ပြီးတော့ဒါနောက်ခံနေရာမှာလည်းတကယ်အားကိုးရတဲ့ကစားသမားတချို့ကိုပဲသူတို့အနေနဲ့ထားမှာဖြစ်ပြီးတော့လူရည်အတွက်ကိုလည်း short ချမှာဖြစ်တယ်ဒါချယ်ဆီတင်းကသူတို့ဒါနောက်ထပ် project ဒီအပြောင်းရွှေ့ policy နဲ့တူဒါရင်ခုန်စိတ်လို့ရှာဖို့ကောင်းတဲ့ယာတီတစ်ကိုစတင်ဖို့သူတို့အနေနဲ့ဒါလူတွေတကယ်ရောအမှန်ကန်ခေါ်ပြီးတော့စူးစမ်းနေပြီဖြစ်တယ်ဒါကြောင့်ဒီချာလိုဘတ်ဒီခိုမိုတင်နဲ့လည်းသဘောတူညီမှုမကြခင်ရရှိတော့မယ်ဆိုပြီးတော့သိရတယ်ဒီကိုအနေနဲ့ဘယ်လိုထင်ကြလဲပေါ့လေချယ်ဆီတင်းဒါနောက်ရဒီမှာပဲအထိအမြင့်ပြန်နိုင်မလဲဆိုတာဒါဆွေးနွေးသွားကြပါအောင်အားလုံးကိုကျေးဇူးများတင်ရှိပါကျွန်တော် channel လေးကို like and subscribe လေးပြုလုပ်ပေးပြီးတော့ဝင်ကြည့်ရှုအားပေးဖို့မျှော်လင့်ပါတယ်